Buwama, Jerodica, Jamma, Chine, no Gabatori, Amia, Jerodi, Jagere. Jue watching a sign and no Gabatori, Jerodi, a chamber miaswa, a poe miaswa, not tambu me, the Catalema, Jerodi at the Tarema. Jue watching the ga, Niareya, Nanny. Jamma, Chine, sign and no Gabato, not tambu me, at the Tarema, Yoga Gashini did. Yoga anariga sabina ni dire. Dini chero atatare ma dini yongji chingo kamasri lo ya. Hallelujah. Phaya saka ko yongji chin ne yo lai de kha ma le namai lakhana amye dan phit la da phit de. Hebrew khan ji le apai ngel 1 နဲ့ 3မှာကျမ်းစာကဘယ်လိုပြောလဲဆိုရင်ငါတို့ဒီဝမ်းမြောက်စရာသတင်းကိုထိုသူတို့ကဲ့သို့ကြားရကြပြီတို့ရတွင်ကြားရသောတရားစကားသည်ကြားရသောသူတို့အထင်း၌ယုံကြည်ခြင်းနှင့်မရောနှောသောကြောင့်အကျိုးကိုမပေးငါတို့မူကားယုံကြည်သောသူဖြစ်၍ဘုရားသခင်ချမ်းသာတဲ့တို့ဝင်ရကြ၏ဟာလေလုယာဒီမှာဘာဆိုငါတို့မူကားတဲ့ငါတို့ဒီဝမ်းမြောက်စရာသတင်းကိုထိုသူတို့ကဲ့သို့ကြားရကြပြီတို့ရတွင်သူတို့ကြားရသောတရားစကားသည်ကြားရသောသူတို့အထင်း၌ယုံကြည်ခြင်းနဲ့မယောနောသောကြောင့်နဲ့အကျိုးကိုမပေးတဲ့ဒီနေ့နှုတ်ကပတော်နားထောင်ရင်းနဲ့ဘဝအတ္တထဲမှာအုပ်စုနှစ်စုကွဲသွားတယ်တခုကဘာဆိုရင်ချမ်းသာတဲ့တို့ဝင်ရတဲ့အုပ်စုနဲ့ချမ်းသာတဲ့တို့မဝင်ရပဲကြံခဲ့တဲ့အုပ်စုရှိတယ်ဒီနေ့သင်ကြံခဲ့တဲ့အုပ်စုထဲမှာမပါဘူးကျွန်တော်ဖျားကိုယုံတယ်ဆိုတော့ကျွန်တော်ရဲ့သစွမ်းနိုင်ခြင်းအပေါ်မှာတွက်ချက်ပြီးမှယုံတာမဟုတ်ချာယန်တော်လို့ကျွန်တော်ကဘလို့လှုပ်ဆောင်ရမလဲဆိုမှအယံစီးစနစ်တွေအယံကျွမ်းကျင်လို့ယုံကြည်တာမဟုတ်ဘဝအတ္တထဲမှာဖျားကောင်းကြီးခံစားရဖို့ရန်အတွက်သင်ဘဝအတ္တထဲမှာကောင်းမွန်တဲ့အခြေအနေတွေသင်ဘဝမှာကြုံတွေ့ဖို့ရန်ပဲလိုနေတာမဟုတ်တချို့ကကောင်းမွန်တဲ့အခြေအနေလေးရှိရင်ဖယားကောင်းကြီးပေးတယ်လို့ယုံတယ်။ပြဿနာကြုံရတဲ့အခါမှာဖယားကောင်းကြီးပေးမယ်လို့မယုံတော့။ဒီနေ့ပြဿနာကြုံတဲ့အခြေအနေပေါင်းတင်ဟာဖယားကောင်းကြီးပေးမယ်လို့ယုံနိုင်ဖို့လိုတယ်။ Miracle ဆိုတာကလေလိုနေတဲ့သူတိုင်းစီမှာဖြစ်သွားတာမဟုတ်ယုံတဲ့သူတွေစီမှာဖြစ်လာတာဖြစ်တယ်။အာမင်။ဥပမာဖယားခင်စီကဖယားရင်ကကောင်းကြီး10ခုပြင်ဆင်ထားတယ်အဲကောင်းကြီး10ခုမှာတင်က10ခုတည်းကတင်တစ်ခုရမယ်လို့ယုံတယ်အဲဆိုတင်တစ်ခုရလိမ့်မယ်ကျွန်တော်ကတစ်ခုရလိုက်တယ်ဒါပေမဲ့နောက်ထပ်ရအောင်မယ်လို့ယုံသေးတယ်ဟာလေလုယာမနေ့ကပတ်စံဝင်တယ်ဒါပေမဲ့ဒီနေ့လည်းပတ်စံဝင်အောင်မယ်လို့ယုံသေးတယ်ကပဲလာစာထုတ်လိုက်တာဒါပေမဲ့ဒီနေ့လည်းထုံးစရာရှိသေးတယ်လို့ယုံတယ်တစုံကြောင့်နဲ့ချင်းချက်ဖုန်းဆက်ထားလို့ယုံတဲ့အရာမဟုတ်ဒီရကကျွန်တော်ဘဝမှာဖြစ်တဲ့နမိတ်လက္ခဏာအလုံးကအလဲကျစနစ်နဲ့လာတာမဟုတ်အာမင်ယုံကြည်ခြင်းရှိတဲ့သူတွေစီမှာအမြဲတမ်းနမိတ်လက္ခဏာရောက်လာတယ်